ဆက်ကြောတွေခဏခဏတက်ပြီးတော့လေဘင်းတွေနာနေတာကြီးပေါင်းများရှိနေရလားမသိဘူးဆိုပြီးတော့ခဏခဏမေးတတ်ကြပါတယ်။တကယ်တော့ဆက်ကြောတက်လေဘင်းနာတာကတချို့ယောဂတွေကြောင့်ဖြစ်နိုင်နေဆိုပေမဲ့အခုခေတ်ကာလမှာကျတော့နေ့စဉ်ဘဝမှာလုံးမိနေတဲ့တချို့အပြုအမူလေ့ကျင့်တွေကြောင့်ဒီလိုမကြာခဏဆက်ကြောတက်နေရတာလည်းဖြစ်နေနိုင်ပါတယ်။ဥပမာဆိုရင်ကွန်ပျူတာ screen တွေရှေ့မှာအကြာကြီးထိုင်ကြည့်ပြီးတော့အလုပ်လုပ်ရတဲ့သူတွေခေါင်းငုံပြီးတော့ဖုန်းကြည့်စာဖတ်ဆက်ချုပ်ရတဲ့သူတွေအိတ်တဲ့ပုံစံအနေထားမမှန်တဲ့သူတွေအိယာတွေမှာလှေးပြီးတော့ဖုန်းကြည့်တဲ့သူတွေမှာဆိုရင်ဇက်ကြောတက်တာလေပင်နာတာညောင်းတာမျိုးခဏခဏတွေ့ရတတ်ပါတယ်။ဒါကြောင့်ဒီဗီဒီယိုလေးမှာတော့မကြာခဏဇက်ကြောတက်လေပင်ညောင်းတာကိုတက်တာစီဖို့ဆောင်ရန်ရှောင်ရန်နည်းလမ်း၅ခုကိုပြောပြပေးသွားပါမယ်ရှင်။အားလုံးပဲမင်္ဂလာပါရှင်။ကျွန်မကတော့ Facebook, YouTube နဲ့ TikTok တွေမှာကျမရဲ့ဘူတုတာလေးတွေအများနဲ့ဝေမျှပေးနေတဲ့ထွေထွေယောဂကိုဆရာဝန်ဒေါက်တာမာပူပါ။နံပါတ်1ကတော့မကြာခဏဆက်ကြောတက်တယ်ဆိုရင်အရင်ဆုံးလုပ်ရမယ်အရေးကြီးဆုံးအဆင့်ကတော့ကိုယ့်ရဲ့ posture အနေထားမှန်အောင်လုပ်ဖို့ပါပဲဖုန်းတွေ tablet တွေကြည့်တဲ့အခါမှာဒီလိုငုတ်ပြီးမကြည့်ဘဲနဲ့ပေါ့နော်ကိုယ့်ရဲ့ eye level မှာထားပြီးတော့ကြည့်တာကွန်ပျူတာသုံးတဲ့အခါမှာလည်း screen ကိုမျက်လုံးနဲ့တန်းနဲ့ဒီလို high five အကွာမှာထားပြီးတော့သုံးတာစာဖတ်တဲ့အခါမှာလည်းပေါ့နော်စာအုပ်ကိုခေါင်းငုံပြီးဖတ်တာမျိုးမဟုတ်ဘဲနဲ့ကိုယ့်ရဲ့မျက်လုံးနဲ့တန်းနဲ့ထားပြီးဖတ်တာမျိုးလုပ်ပေးရပါမယ်နံပါတ်2ကတော့ပုံမှန်နားချိန် break ယူပါကိုကအကြာကြီးထိုင်ပြီးတော့အလုပ်လုပ်ရစာဖတ်ရ screen တွေကြည့်ရတယ်ဆိုရင်တော့နိုင်ဝက်တနားရီထားတစ်ခါလောက်မတက်ရတာလေပင်ပခုံးတွေကိုအကျော်လျှော်တာလှုပ်ရှားမှုလေးလုပ်ပေးတာမျိုးလုပ်ပေးပါနံပါတ်3ကတော့အကျော်လျှော်လေ့ကျင့်ခန်းလေးတွေလုပ်ပါပခုံးကြော့သားကိုအကျော်လျှော်တဲ့လေ့ကျင့်ခန်းလေးတွေကလွယ်တယ်လို့အချိန်လေးခဏပဲလိုပါတယ်ဒီလိုမျိုးခေါင်းကိုဖြည်းဖြည်းချင်းဘေးပင်ညာကို10စက္ကန့်စီလောက်ဆောင်းပေးတာမျိုးဒီလိုမေးစီးအောက်ကနေလက်ညှိုးနှချောင်းနဲ့မော့ပြီးတော့10စက္ကန့်လောက်မှတ်တာနောက်လက်နှစ်ဖက်နဲ့ခေါင်းကိုငုံထားပြီးတာဒီလိုလေ့ကျင့်ခန်းလေးတွေကလည်းကျင်းမာနေတဲ့လေပင်ကြွက်သားတွေကိုပြေရောစေလို့ဇက်ကြောတက်တာစေပါတယ်ဇက်ကြောတက်တာကိုတက်တာစေမဲ့လိုက်လုပ်လို့ရတဲ့လေ့ကျင့်ခန်းလေးတွေကို Google, YouTube, Facebook တွေမှာလည်းအလွယ်တကူရှာပြီးတော့ကြည့်နိုင်ပါတယ်နော်နံပါတ်4ကတော့အိတ်တဲ့အခါမှာကိုအိတ်တဲ့ပုံစံအနေထားကိုကြည့်ဆိုင်ပါကိုယ့်ရဲ့ဦးခေါင်းနဲ့လေပင်ကခန္ဓာကိုယ်နဲ့တန်းနဲ့ဖြစ်နေအောင်အိတ်တာတက်တောင့်တက်တာဖြစ်စေမဲ့ခေါင်းအောင်ပြီးအိတ်တာတွေကဇက်ကြောတက်တာကိုတက်တာစေပါလိမ့်မယ်နံပါတ်5ကတော့ဇက်ကြောတက်လေပင်နာနေတဲ့အခါမှာတက်တာအောင်လုပ်ပေးတာပါနာနေညောင်းနေတဲ့နေရာကိုရင်နွေးအိတ်ကပ်ပေးလို့ရပါတယ်အပူကသေးလေပတ်မှုကောင်းစေပြီးတော့တင်းမာနေတဲ့ကြွက်သားတွေကိုပြေရောစေပါတယ်နောက်ကြွက်သားနာကျင်ကြိုက်ခဲတာကိုအမြန်တက်တာခြင်းနေဆိုရင်တော့ပါရာစီတမော ibuprofen စတဲ့ကြိုက်ခဲပျောက်စီတွေတောက်ပေးလို့ရပါတယ်ဥပမာအလက်ဇန်မှာဆိုရင်ပါရာစီတမောနဲ့ ibuprofen ပါဝင်တဲ့အတွက်ကြွက်သားနာကျင်တာမျိုးတွေတက်တာအောင်လို့အစာနဲ့တွေ့ပြီးတော့တောက်ပေးလို့ရပါတယ်ပုံမှန်ဇက်ကြောတက်တာလေပင်နာခုတ်ပိုးညောင်းတာအများစုကဒီလိုအချက်လေးတွေကိုဂရုစိုက်ပြီးအနိုင်မယ်ဆိုရင်ပေါ့နော်တက်တာသွားလေးရှိပါတယ်ဒါပေမဲ့တကယ်လို့ဇက်ကြောတက်လေပင်နာနေတာကဒီချက်တွေကိုဂရုစိုက်တာတော့မှမတက်တာဘူးပို့ပြီးတော့ဆိုးလာတယ်ရက်ကြလာတယ်လေပင်နာတာကအရန်ဆိုးတယ်ဒါမှမဟုတ်ရင်လက်တွေထုံတာကျင်တာအားနေတာခေါင်းကိုက်တာဖျားတာတွေနဲ့ပါတွေ့ဖြစ်တယ်ဒီလေပင်မနာခင်မှာထိခိုက်ဒဏ်ရာဖြစ်ဖူးရဲဆိုရင်တော့တချို့ကျန်းမာရေးပြဿနာတွေကြောင့်လည်းဖြစ်နေနိုင်တာမို့လို့ကျွမ်းကျင်တဲ့ဆရာဝန်နဲ့တိုင်ပင်ပြသဖို့အကြံပေးချင်ပါတယ်ရှင်ဒီလောက်ဆိုရင်တော့မကြာခဏဇက်ကြောတက်လေကုန်းညောင်းနာတက်တဲ့သူတွေအနေနဲ့ဆောင်ရန်ရှောင်ရန်လေးတွေကိုဂရုပြုမိသွားပြီလို့ထင်ပါတယ်ရှင်ဒီဗီဒီယိုလေးကိုကြည့်ပြီးလို့အကျိုးရှိရဆိုရင်တခြားသူတွေဘူးတူတရသွားအောင်လို့ share သွားပေးလို့လည်းရပါတယ်နော်အဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်ရှင်နောက်ဗီဒီယိုကြီးကြရင်ပြန်တွေ့ပါမယ်နော်တတာ